မင်္ဂလာပါကျွန်တော်ဒေါက်တာစီသူလင်းပါဒီနေ့မှာတော့လေဘင်းစစ်ရိုး C7 cervical spine C7 အကြောင်းပြောပြပေးသွားပါမယ်လေဘင်းစစ်ရိုး C7 cervical spine C7 သည်လေဘင်းရိုး9ခုအနက်အောက်ဆုံးတွင်ရှိသောအရိုးဖြစ်ပြီးလေဘင်းနှင့်ရင်ခေါင်းပိုင်းကိုဆက်သွယ်ပြီးသောအရေးကြီးသည့်အစိတ်ပိုင်းဖြစ်ပါသည်1စီးပညာဆိုင်ရာခန္ဓာဗီဒ clinical anatomy vertebra prominence C7 သည်အခြားလေဘင်းရိုးများနှင့်မတူဘဲအနောက်ဘက်သို့ထိုးထွက်နေသောအရှိဆုံး spinous process အရိုးစုရှိပါသည်လေဘင်းအောက်ခြေကိုစိုင်းကြည့်ပါကတိတာစွာစမ်းတက်တွေ့ရှိနိုင်ပါသည်အာယုံကြောထွက်ပေါက် nerve root C7 နှင့် T1 ပထမဆုံးရင်ခေါင်းရိုးကြားမှာ C8 အာယုံကြောထွက်ပေါ်လာပါသည်သွေးကြောများအခြားလေဘင်းရိုးများ၏ဘေးဘက်အပေါက်များ transverse foramina မှာ vertebral artery ဖြတ်တန်းတော်လေ C7 တွင်အဆိုပါသွေးလွှတ်ကြောဖြတ်တန်းလိမရှိဘဲသွေးပြန်ကြော vertebral vein သာဖြတ်တန်းလိရှိသည်ဇီဝကမ္မဗေဒနှင့်ဇီဝစက်မှုသဘောတရား physiology and clinical biomechanics အကူအပြောင်းဆုံး cervical thoracic junction C7 သည်လှုပ်ရှားမှုများသောလေဘင်းပိုင်းမှလှုပ်ရှားမှုနည်းသောရင်ခေါင်းပိုင်းသို့ကူးပြောင်းပေးသည့်နေရာတွင်ရှိသည် wing canyon load bearing ဦးခေါင်း၏အလေးချိန်ကိုရင်ခေါင်းနှင့်ခန္ဓာကိုယ်အောက်ပိုင်းသို့စနစ်တကျဖြန့်ဝေပေးတာတွင်အဓိကကျပါသည်ကြွက်သားများဆက်သွယ်ခြင်းဦးခေါင်းလေဘင်းနှင့်ပခုံးလှုပ်ရှားမှုကိုထိန်းချုပ်ပေးသော trapezius နှင့် rhomboid ကဲ့သို့သောအရေးကြီးကြွက်သားများစွာ C7 တွင်လာရောက်တွေ့ကပ်နေကြပါသည်3ယောဂဖြစ်ပွားမှုဖြစ်စဉ်နှင့်ယောဂများ pathophysiology and diseases C7 အယူနှင့်၎င်းပတ်လည်ရှိအာယုံကြောများထိခိုက်မိပါကအောက်ပါယောဂများဖြစ်ပွားနိုင်ပါသည်အာယုံကြောဖိမိခြင်း cervical radiculopathy C6 to C7 သို့မဟုတ် C7 to T1 အကြားရှိအယိုးနုကျွန့်ကြခြင်း herniated disc ကြောင့် C7 သို့မဟုတ် C8 အာယုံကြောဖိမိတတ်သည်C8 အာယုံကြောဖိမိပါကလက်မောင်းမှတဆင့်လက်တကြွယ်နှင့်လက်သန်းစီတို့နာကျင်ခြင်းထုံကျင်ခြင်းများဖြစ်တတ်သည်လက်တီးဆုပ်ရာတွင်အားနည်းခြင်း hand grip weakness ဖြစ်နိုင်သည်အယိုးကြီးပေါင်းတက်ခြင်း cervical spondylosis အသက်အရွယ်အရအယိုးနှင့်အယိုးနုများပုံးပဲပျက်စီးလာခြင်းဖြစ်သည်အယိုးကျိုးခြင်း gliocevalus fracture ရုတ်တရက်အားဆက်ရသောအလုပ်များဥပမာမြေတူးခြင်းသို့မဟုတ်ရင်တိုင်မှုများကြောင့် C7 ၏ spinous process အဖျားပိုင်းကျိုးပဲ့သွားတတ်သည်4စောင့်ရမ်းများ things to do ကိုယ်နေဟန်ထားမှန်ကန်စေခြင်းထိုင်သည့်အခါခါးကိုမတ်မတ်ထားပြီးကွန်ပျူတာ laptop မျက်နှာပြင်ကိုမျက်လုံးနဲ့တပြေးတည်းဖြစ်အောင်ထားပါလေ့ကျင့်ခန်းလုပ်ခြင်းလေဘင်းနဲ့ပခုံးကြွက်သားများတန့်ဆွမ်းစေရန်နဲ့အကြောလျော့စေရန် neck strengthening and stretching exercises ပုံမှန်လုပ်ဆောင်ပေးပါအနားယူခြင်းဖုန်းသို့မဟုတ်ကွန်ပျူတာကိုအချိန်ကြာမြင့်စွာအသုံးပြုပါကမိနစ်30မှ45မိနစ်လျှင်တစ်ချိန်ခန့်မတ်တရက်ကလေဘင်းကိုအကြောလျော့ပေးပါ5ရှောင်ရံများ things to avoid ခေါင်းငုံ၍ဖုန်းသုံးခြင်း tech neck အချိန်ကြာမြင့်စွာခေါင်းငုံထားခြင်းသည် C7 ပေါ်သို့ဝန်အား stress အလွန်အမင်းတက်ရောက်စေပြီးအယိုးနုကျွန်းကြခြင်းကိုမြန်ဆန်စေပါသည်ခေါင်းအုံးအမြင့်ကြီးအိတ်ခြင်းလေဘင်းဤတဘာဝအကွေ cervical lordosis ကိုပြည့်ယွင်းစေသဖြင့်ခေါင်းအုံးအမြင့်ကြီးများသို့မဟုတ်အလွန်ပြားလွန်းသောခေါင်းအုံးများကိုရှောင်ပါရုတ်တရက်အားပြင်းပြင်းဖြင့်လှေခြင်းလေဘင်းကိုရုတ်တရက်ချိုးခြင်းအားပြင်းပြင်းဖြင့်စောင့်ငင်ခြင်းများကိုရှောင်ခြင်းပါ6 the D-tie အချက်များ red flag symptoms အောက်ပါလက္ခဏာများပြလာပါကအထူးသတိထားပြီးဆရာဝန်နှင့်ချက်ချင်းပြသသင့်ပါသည်လက်မောင်းနှင့်လက်ချောင်းများအထူးသဖြင့်လက်တကြွယ်နှင့်လက်သံအထိပြင်းထန်စွာနာကျင်လာခြင်းထုံကျင်လာခြင်းလက်ဖြားများအားနည်းလာပြီးပစ္စည်းများကင်တွယ်ရာတွင်မကြာခဏလွတ်ကျခြင်းလမ်းလျှောက်ရာတွင်ဟန်ချက်မညီတော့ခြင်းသို့မဟုတ်စီးဝမ်းသွားခြင်းကိုထိန်းချုပ်နိုင်စွာမရှိတော့ခြင်း၎င်းသည်ကြိုးရိုးမကြီးအာယုံကြောမှထိခိုက်သည့် cervical myelopathy လက္ခဏာဖြစ်နိုင်သည် 7ကုသရန်နည်းလမ်းများ treatment options
ယောဂအခြေအနေပေါ်မူတည်၍အောက်ပါနီလန်းများဖြင့်ကုသနိုင်ပါသည်မခွဲစိတ်ပဲကုသနည်း conservative treatment နာကျင်မှုနှင့်ရောင်ရမ်းမှုကျစေသောဆေးများ NSAIDs muscle relaxants တောက်တုံးခြင်းနာကျင်သည့်နေရာကိုရေခဲကပ်ခြင်းသို့မဟုတ်ရေနွေးအိတ်ကပ်ခြင်းအကျောအဆက်ပြန်လည်တန်ဆွမ်းရေးကုသမှုခံယူခြင်းနှင့်လိုအပ်ပါကလေပင်ဆွဲခြင်း cervical traction ဆေးထိုး၍ကုသခြင်း interventional treatment နာကျင်မှုပြင်းထန်ပါကကြိုးရိုးအာယုံကြောနှီးသို့ steroid ဆေးထိုးခြင်း epidural steroid injections ဖြင့်အယောင်ကျစေရန်လှုံ့ဆော်နိုင်သည်ခွဲစိတ်ကုသခြင်း surgical treatment အထက်ပါနီလန်းများနှင့်လာအတော်ကြသည့်အထိမတက်တာပဲအာယုံကြောဆိုးရွားစွာဖိမိနေပါကအယိုးနှုတ်ထုတ်ယူခြင်း discectomy နှင့်အယိုးဆက်ခြင်း spinal fusion ကဲ့သို့သောခွဲစိတ်မှုများကိုလိုအပ်ပါကပြုလုပ်ရနိုင်ပါသည်မှတ်ချက်ဤအချက်အလက်များသည်စီးပညာဆိုင်ရာဗဟုသုတအလုံးငါသာဖြစ်ပြီးယောဂဝေဒနာခံစားနေရပါကအကျော်အဆက်နှင့်ကိုယ်အင်္ဂါပြန်လည်တန်ဆွမ်းရေးအထူးကုဆရာဝန်ကြီးများနှင့်ဓာတ်ရိုက်တိုင်ပင်ဆွေးနွေးတင်ပါသည်အခုပြောပြပေးသွားတဲ့ cervical vertebra 7ဇက်ရိုးစစ်အမှတ်9အကြောင်းနဲ့ပတ်သက်ပြီးထပ်မေးချင်တာလေးတွေရှိရင်မေးနိုင်ပါတယ်ခင်ဗျာကိုစီမာရောဘလို့လက္ခဏာတွေခံစားနေရလဲဘလို့နီးလန်းတွေနဲ့ကုသဘူးလဲတကယ်ရောတက်တာမှုရှိရဲ့လားဆိုတာကိုcomment မှာဝင်ရောက်ဆွေးနွေးမျှဝေပေးခဲ့ပါအောင်ခင်ဗျာအားလုံးပဲကျမ်းမာရွှင်လန်းကြပါစေကျေးဇူးတင်ပါတယ်